ဒီဗီဒီယိုလေးကတော့ဒီနေ့အတွက်နောက်ဆုံးဗီဒီယိုလေးပေါ့နော်3ခုတင်ထားပါမယ်ဆိုင်မှာတကယ်ရေရှည်ဧည့်သည်ရကျင်တာရေရှည်ဧည့်သည်ဆိုတာအမြဲတမ်းလာတဲ့ဧည့်သည် daily လာ daily မဟုတ်ရင် weekly လာမှာ monthly လာမှာအဲ့လိုဧည့်သည်မျိုးလိုချင်နေဆိုရင်ဧည့်သည်ရဲ့ကွာလက်သေးဆိုင်ဆိုရင်ဧည့်သည်လက်သေးကိုကအများကြီးစေတနာထားပေးရပါမယ်ဧည့်သည်ဝင်လာတိုင်းပတ်စံရဖို့အများကြီးတွေးလို့မရပါဘူးဒီဧည့်သည်ရဲ့ရှိတဲ့လက်သေးတွေရဲ့ကျမ်းမာရေးကိုကတကယ်နားလည်နေပြီးသူတို့ကိုအကြံဉာဏ်ပေးနိုင်မှဧည့်သည်ရှိရ respect ဆိုတာရပြီးတော့ကိုယ့်ရဲ့ဆိုင်ရာရေရှည်လက်ပတ်နိုင်မှာပါနောက်တစ်ခုကဘယ်စည်းဝါးရေးကိုလှုပ်လို့ကိုကသူများနဲ့မတူတဲ့အတွေ့သူများနဲ့မတူတဲ့လမ်းကိုရှောက်မှကိုယ့်ရဲ့စည်းဝါးရေးပိုခံနိုင်မှာဥပမာလက်သေးတော့အများကြီးတူတူပဲအဲ့လက်သေးထဲမှာကိုကဘာနဲ့ရက်တီမှာလဲဘာနဲ့ဖောက်မှာလဲဆိုတာကိုအရင်တွေးပါသူများလက်သေးတင်လို့လိုက်တင်ပြီးတော့လက်သေးဆိုင်ထဖွင့်နေဆိုရင်သူများနဲ့ပဲပြိုင်နေရမှာပေါ့နော်အပြိုင်ရှိမှတိုးတက်တယ်လို့ပြောပေမဲ့ကိုပြိုင်တင်တယ်လို့ထင်တယ်ပေါ့နော်ဒီနေ့နဲ့မနှက်ဖြန်နဲ့ကိုအရင်ပြိုင်တင်တယ်လို့ကျမကတော့ထင်တယ် discount ချပြီးဧည့်သည်ခေါ်တာတဲ့ကိုပညာရဲ့နဲ့ဧည့်သည်လာတာနဲ့ဘယ်ဟာကတမိုးရှိတယ်လို့ထင်လဲပေါ့နော်ဒါကျမရဲ့ခံယူချက်ပါမှားရင်လည်းမှားမယ်ပေါ့နော်ကျမကတော့ကျမပညာရဲ့နဲ့ပဲဧည့်သည်တယောက်စီကပေးတယ်8000 1000 3သိန်းအဲ့ပတ်စံကိုကျမကမှတ်ပါတယ်အဲ့ဒီဟာကိုပဲယူတယ်customer ဆိုတာတော့မျိုးစုံလာမှာဟာဟိုဆိုင်မှာဘယ်လောက်ဒီဆိုင်မှာဘယ်လောက်သူတို့ပြောလိုက်မယ်ကိုကကျမတို့ဆိုင်ရဲ့ service လေးကတော့ဒီတိုင်းလေးပါရှင်အမားတို့အရင်စမ်းပြီးလုပ်ကြည့်ပါဆိုတဲ့သဘောမျိုးနဲ့ကိုရဲ့ပညာရက်ကိုအရင်ချပြပေးရတယ်ချပြပေးလို့ဧည့်သည်စိတ်ကျဉ်နှံ့မှုဖြစ်သွားတယ်ဆိုရင်ဒီဧည့်သည်ကကိုဧည့်သည်ဖြစ်တဲ့အပြင်တကယ်လို့ तू ကမလာနိုင်ရင်တော့နောက်ဧည့်သည်ကိုအမြဲတမ်းညွှန်ပေးတဲ့ဧည့်သည်ဖြစ်အောင်လုပ်ဖို့ကအတစ်တွေမှာတာဝန်ရှိတယ်နော်တချို့ sanction တွေရှိတယ်ဝန်ထမ်းတွေဇွတ်ခေါ်တယ်ဒီဝန်ထမ်းကိုဒီဝန်ထမ်းတယောက်ဒီအရေးရှင်းဘယ်လောက်ရှိရမယ်လို့လဲသူတို့မတတ်မှတ်လို့ sanction တယောက်ဒီလဲပတ်စံရဖို့တခုအရန်တွေးလုံးနေဆိုတချို့တို့ကိုယ်တိုင်လည်းကျမကိုယ်တိုင်လည်းပတ်စံရကြလို့လုံးနေတာပါဒါပေမဲ့ပတ်စံရဖို့အတွက် system တွေစနစ်တွေနောက်တကယ်ပညာရက်တွေတကယ်လိုအပ်ပါတယ်ပတ်စံရအောင်တခုတည်းနဲ့ဆိုရင်ဆိုင်တခုကရေရှည်မရဘူးခိုင်မာတဲ့ဧည့်သည်ရှိမှဆိုင်ရရေရှည်ရက်တည်လို့ရတာခိုင်မာတဲ့ဧည့်သည်ရှိဖို့အတွက်လည်းကို့မှာတကယ်စစ်မှန်တဲ့ပညာရှိဖို့လိုပါတယ်တကယ်စစ်မှန်တဲ့ပညာဆိုတာလို့လေသူများဆိုင်8000ကိုက6000လိုက်လို့တော့မရဘူးပေါ့နော်ကို့ပညာရက်နဲ့ပဲဧည့်သည်တွေကို့ဆိုင်ဝင်လာတာဖြစ်ပါစေ